ကဲဒီနေ့တော့ဟိုတော့စိုက်ထားတဲ့ချက်သွန်ဖြူတွေအကုန်လုံးပြစ်ပါမယ်နန်းနန်းပြင်းနဲ့ချက်သွန်ဖြူအတူတူစိုက်မိလိုက်တော့ချက်သွန်ဖြူတွေကတိတ်မတန်မယ်အရွက်လေးတော့ဝါလာဆိုတော့အကုန်လုံးတစ်ခုချင်းစီနှုတ်ပြစ်ပါမယ်အခုတော့ချက်သွန်ဖြူအကုန်လုံးနှုတ်ပြီးပါပြီ